သူကဆွဲသေးလား ဟုတ်ဆွဲနေတယ် ဆွဲသေးလားသူရှင်းတာဆွဲသေးလားပြောမရလို့ဘယ်ရှင်းရကြည့်တာ တနားရီတော့ရှိ ဟောတနိုင်ဆုံးကြာပြီပါနော်ဖူးနေလို့အဲ့ရောက်အရင်ပြုတ်တော့ကြဘယ်လိုဆွဲမလဲ အဲ့ဆရာတစ်ခါကျလည်းကိုယ့်ဘာကိုဝင်လာတယ်ရှိတယ် ဘုကဘာလို့လဲဖြစ် အလုံးလိုက်ပါ အလုံးလိုက်တော့ဆရာအလုံးကပြန်လာတော့ကားဘောကပြန်လိုက်တယ် ခဏလေးကြောက်နော် ဘုရားပြောထားလေနော်ခဏ နော်ဘူးနော် သာတော့ရှေ့တော့စိတ် သိချောနော်သိချောဒီပခုံးလေးတုံးလေးအေးဟုတ်တယ် ဆက်နော် ကြောက် ဆောင် ဆွဲရဆွဲလာလိုက်ပေါ်လာလိုက်တဲ့ရရှာဆွဲဆွဲဒီရှောရနာလိုက်ပါသူဟိုအားလုပ်ပေးထားတာလွဲနေမဒါလွဲနောက်ပြအိတ်လာတတိထောက်မင်းဟိုကလုပ်လိုက်တာနည်းနည်းဘူးလုံးလေဟောခဏလေးပြီးခံရနော်ဝေး ရတယ် ဟုတ် ဒီဘက်ဒီဘက် ဟုတ်ကြောလူဆောင်ရင်ခက်တောင်းမလားကားတော့ ကြာတော့ ဆွဲနောက်ကဆွဲရင်ကြာတယ်ကြာ ရပြီဘောလားချက်ဆွဲမလန်ဘူးပြန်တော့ပြန်အေး ပြဒီမှာပေါ်တီနော် ပတ်တိဝင်လာသူကလက်တီးထိုးလို့မင်းကဘောလုံးကလေဝါအတီးလားသူကဘယ်နှစ်ယောက်ဝိုင်းဆွဲ အိမ်မှာလည်းဆွဲအောင်မှာနေမှာပေါ့ဟာလား ဆောက်ဆရာအဲ့တန်ပါ အဲ့ဒီကဆွဲရ ဟုတ်ဆရာမအဲ့ဒါမရဆရာစီသွားလိုက်တော့ဆိုပြီးလောက်တာ အေးပါပါ ဆရာစီသွားလိုက်တော့ဆိုပြီး ဘောဆရာမမင်းကလေးလား ဟုတ် ဟုတ်တယ်မင်းကလေး ဘောမင်းကလေးဆိုဘယ်တန်းလဲ ငယ်ချင်းနေ ငါရဟိုပါမင်းလူဘောလုံးပြန်လှည့်ပြီလားဘောလုံးရဲ့လူလိမ်ကမှန်လို့နေတာလေနော်ဒီလူလေဝါအဲတော့ဒီဆွဲလာနေရဒီလူလက်နေနော်ကိုဆရာလည်းဒီရထောက်တယ်မင်းကြောက်ဟုတ်ဒီကမကြီးရတာပြီးသွားသိချော့ ပြီးလိုက်တော့မနာတော့ နေလို့တိုင်ကြပဲတနိုင်ရောကြပါဟလား ကြာဟောလုံငန်းချင်းအရင်မလို့ကလုံငန်းချင်းနဲ့ပြန်လုံလိုက်တာကုန်တင်ချာ ဟိုးစဖြစ်တော့ဘာနေမှာ ဘလုံးကန်ရပြီးရောရေကြီးကိုပြုတ်ကြပြီးလမောင်းသွားကြ အဲ့ဒီလောက်ကြာတယ် ကတော့မနစ်ချော တိစားစီးလိုက်ဒီလမ်းကြောင်းအလို့ပြန်ဖြစ်နော် အင်ကြီးအလိုကြီးပါပေါက်နိုင်တယ်ဟုတ်ပြန်ချ ကြောက်တာဟုတ်ပြီ ငါတက်ကရှော့တယ်ဆိုတော့ ဟုတ်တယ်ဆန်လာတယ်တော့အဲ့ဒါဆောင်းလို့ဒီတော့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 ဘာရှော့ရှော့တော့